မိုးဝတ်တာငါမှုတ်ရွာသားတို့ကျိုးတန်းဆိုတာလေးကြားရအောင်ဗျာရောက်သွားဟုတ်လားအထက်နဲ့ဒီပါတော့အောက်နဲ့ဒီလည်းပါရပါတယ်အတွင်း30နဲ့မှ9မင်းအပြင်30နဲ့မှ9မင်းအမင်းမင်းတော့နတ်မြတ်ပေါင်းနဲ့ပေါင်းဒီပါရခါကြတော့ရှင်းတာအလူမဆိုတော့ဘာအရေးကြီးလက်ဖက်အလူမစားရင်ခရစားလက်ဖက်ကစားအလူစားလူစုတော့မယ်လက်ဖက်ဝဲတိုင်မင်းတော့မယ်လက်ဖက်ဝဲအဲ့တော့လက်ဖက်နဲ့ပါလက်ဖက်နဲ့ပြန်ရှက်ပေါင်းလို့ပေါ့ရှမ်းမောင်းလာတော့ဒီမှာလေ3နှစ်ရှမ်းမောင်းတာ3နှစ်လောက်ပဲကြာသူကပြီးရင်ကွဲတော့ဘဘနဲ့ကခါမှမတွေ့ဘူး။ဒါတော့ဘဘခိုင်းတာကိုချင်းနဲ့အောင်ကပ်ပေးမယ်။ကန်းနေလို့မောင်ဖို့သူလူမျိုးလွှမ်းရကဗျာမောင်ဖို့သူလူမျိုးလွှမ်းရကဗျာလက်ဖက်တဲ့ကုန်တဲ့လုံးလို့စားတယ်ဝယ်ပြီးတရားမျိုးစားတဲ့ပင်တရားမျိုးကလက်ဖက်ကွဲတာမောင်ဖို့တိတရားဝေတရားထွက်လက်ဖက်ရည်နေလို့ရောက်ဘိုးရရောက်တော့ရအိမ်ကျဒီရရောက်တော့ရအိမ်ကျကိုဟာကိုသမီးချက်လို့စားတယ်မဟုတ်ဘူးအေးမဟုတ်ဘူးလက်ဖက်ကွဲတာကိုဟာကိုချက်စားတော့ထိုကနောက်ရောက်မှထောင်ပြီးတယ်ထိုကနောက်ရောက်မှထောင်တော့ထိုဆောက်တဲ့နတ်ကမကြေနတ်လို့အစိမ့်တိုက်မောင်ဖို့သူနတ်စိမ့်ဖြစ်ရပါတယ်လို့ရကြောင်းအလူကြတော့မုတ်ချကျော်ကျော်တဲ့မေမေကြီးများမုတ်ချကျော်ကျော်တဲ့မမများထိုကနောက်များရောက်မှရောင်လို့မထောင်ရပါနဲ့လို့နော်မောင်ဖို့သူလူမျိုးကြွားကိုယ်တိုင်သမီးချက်လို့စားကိုကနောက်ရောက်မှထောင်ပြီးတော့ကိုစောင်းတဲ့လက်ကမကြေနပ်လို့အစိမ့်ကြိုင်မောင်ဖို့သူတစ်ဖက်ပွဲစားနတ်စိတ်ဖြစ်ရတယ်။ဒါကြောင့်အလူမတစ်ဖက်ကအဓိကဖြစ်ပါတော့ကြောင့်မောင်ဖို့သူနတ်ကြေနပ်အောင်ပါရတော့မောင်ဖို့သူရှမ်းတစ်ဖက်ပွဲစားပါတဲ့အခါနိုင်ရောမဟိကရှောက်ဦးဒီဆိုတာနဲ့မှားရအောင်ရ
ကမင်းကြီးရဲ့မိဖုရားနေစားကျင်တယ်လို့ချင်းချင်းကြမုတ်စီကြော်ကြော်ကျွေးရတယ်ဒီနေ့မှာတော့ကမင်းကြီးရဲ့မိဖုရားလာစားကျင်တယ်လို့ချင်းချင်းကြပြန်တယ်မုတ်အဖြူကြက်ကလေးမုတ်စီကြော်ကျွေးတိမ်ညွတ်တိမ်ရိပ်ကြီးစားကျင်တယ်လို့ချင်းချင်းကြတိမ်ညွတ်တိမ်ရိပ်ကြီးစားကျင်တယ်ချင်းချင်းကြတယ်ဆေးကလက်ကြီးဦးကြီးကတော့အလှူမှာမုတ်တွေဝေးလို့ပြောတယ်အဲ့ဒါတိမ်ညွတ်တိမ်ရိပ်ချင်းချင်းကြတာကိုတိတိကမှာတော့ကမင်းရဲ့မိဖုရားကိုကျွေးတာမုတ်တွေဝေးဒုက္ခကြတော့ပါလေငါမုတ်ကြောက်ကျယ်လေးစားကျင်တယ်လို့တခါချင်းရင်ကြပြန်ပြီဒီနေ့ဒီမှာတော့ကမင်းရဲ့မိဖုရားချင်းရင်ကြလာနေစားကျင်တယ်လက်စားကျင်တယ်တိမ်ညွတ်တိမ်ရိပ်ရိပ်စားကျင်တယ်ကျယ်လေးစားကျင်တယ်ကျယ်လေးစားကျင်တယ်ဆိုတော့တခါမုံယူမုံလုံးလေးတွေထည့်ပြီးဒီထဲမှာမုံယူမုံလုံးလေးတွေဘာကြောင့်ဗိတ်တိတ်ခန်းကြထည့်ပါတယ်မေးတရားရှိရှင်နန်းလိပတ်တဲ့ကျင်ကလေးနဲ့ရွှေဘုံဘုံအိုးဘုံနဲ့ကျိုးရုံပုံမဲ့တပါတော့ကြောင့်မတ်နဲလေးအတွက်မုံလုံးလေးတွေတင်ရတယ်ခလေးလေးနားခေါ်လာခလေးဘိုက်နာလေးခလေးမအိတ်ဘူးတစ်ခဲခဲကိုအင်းကြီးလေးလည်းငယ်ငယ်ထည့်လိုက်ပါသမင်းစုပ်ကလေးလည်းခုနှစ်စုပ်ထုံးလိုက်ပါမုံလုံးလေးကခုနှစ်လုံးထည့်လိုက်ပါတစ်ခဲခဲကိုကျဲပြီးမနဲလေးနတ်ကိုပပါသည်လို့လွှဲလိုက်ကလေးကျမကြီးကောင်းအောင်ရှင်နေမိမတငယ်ကျင်ကလေးနဲ့ရွှေအိုးပုတ်နဲ့ရိုးရုပ်မက်တတ်ပါတယ်မနဲလေးကအပျော်ကြိုက်ပါတော့ကြောက်မနဲလေးကြတော့အပျော်ဆက်တယ်အပျော်ဆက်တဲ့အခါကျတမျိုးမှတ်ရမှုမိုးရခံကဒုပ္ပန္တာဆိုတာရရွယ်ကြဘာနာနဲ့ကျူးရှောလိုက်တော့လေကျူးလေးရမင်းလေးဆိုပါတော့ငါအတူတူငါပွဲတော်မပါဘူးဒီပွဲညမှာပါတော့ထိုးဆိုကြရဘယ်လိုဆိုကြလို့လိုက်တော့မိုက်
မိတ်တဲ့စားသားတွေပဲအဲ့ဒါဘယ်သူရင်းထားတာသမီးကိုပြောပြပါအောင်လက်စွပ်ကြအောင်ဝင်နေပေါ့နော်ပါဦးသိညာလားဟောနောက်ပါလေယူဒါနာကုသလမကွာဒေနာနာသိကုန်မရသည်တော့ ကောင်းလိုက်တာဘဘရဲ့စားသားတွေကတကယ်ကိုကြည့်ရနော်ဘဘပါ လူကြီးဒုက္ခပေး ပါလေဒီဘက်လေးမှာညီတော်မလေးနဲ့တွေ့ရတာလေကဲအဲ့တော့ကြိုးစားကြပါမယ်ညီလေးအခုမှပထမဆုံးရောက်ခုတာဆိုတော့ပထမခြေလောက်မှာကြိုးစားရမှာဘာရဲ့အဲ့တော့ကိုလေးလေးကိုပါရမီလေးဖြည့်ပေးတာဘာရဲ့ဘာစားသားလေးကဘာဘာ တရားတော်ပြီးလေမယ်ဗျနှစ်ဖြာကွဲပါရမီသမီးတော်လေးရကနာနဲ့စားလီကနာနဲ့စားလီနိုင်နေတာဘောဘာရဲ့ ပါရမီဆိုတာခမရဒါနာကစကြပြောင်းကြတယ် တမရဆရာရှိဆိုင်ရပါ ဘာလို့ခေါ်ကြမြန်မာနာလူဘာလို့ခေါ်ကြမြန်မာနာလူ တာခေါ်ရရမနဲ့လင်းတာခေါ်ရရမနဲ့လူ ကျိတ်နမိတ်အလားမခမရအစစ်တွေပောက်ခဲ့မယ်ဗျ ပိတ်ပိတ်ဆရာမဆိုရင်ရှိခစ်တဲ့ရှိမြုပ်ခဲ့ပါတော့ ဘာမင်းသမီးကမခံဘူးဗျာ ဝင်းကြီး ငယ်နေလေးကြလုံးမှာနာမည်လေးကိုလွယ်လွယ်လေးမှတ်ချင်မေတ္တာခံဆိုရရတာ ဒီလိုသိရရဒီတဲ့ခိုင်လို့ပိုင်ရတယ်ဒီလိုသိရရတာ ဟုတ်တယ်ဒီပြုစိတ်ကြီးရဲ့ တရင်ကြီးတို့အနည်းကြောပါရခင်ဗျာဆန္ဒတွေပြကြ မင်းသမီးနေနေလေးဟာဆိုရင်ဒီရမမပတ်ခဲ့ပါတော့ ရတယ် ဟုတ်ကြရဲ့ တချင်အရေးနောက်ကတချင်အရေးကောင်းလိုက်ပါတဲ့တမျိုးနှရ ဘုရင်တိတ်တိလိုက်ပါတဲ့သူပဲကဲဘုရင် နောက်ကဘုသူကြီးပါလေစပြီးပတ်ဆွဲဝါကြပြာကိုပိုက်ပါလို့ဗျာပတ်ဆွဲဝါကြပြာကိုပိုက်ပါလို့ဗျာရွာရင်ရဲ့နဲ့တဝိုင်းမှာလားလေလိုက်မယ်ပါတို့ကိုဒီကျော်ကိုဒီကျော်ပါမပါလို့မရဘယ်ရွာပြည်ပြည်ကျော်ပွဲနဲ့ကြက်ပွဲနဲ့ဖြစ်နေဘယ်ရွာသွားကျော်ပွဲပဲရှိဘယ်လိုဖြစ်နေတော့ဒီရွာလည်းကကျော်ပွဲဖြစ်စားတယ်ဒီကိုကျော်ပါပတ်ဆိုးရဲ့ကွာဝါကြက်ပြာကိုပိုက်ပါလို့ဗျာရွာတင်းရဲ့နဲ့တဝိုက်ပါလားလေလိုက်မယ်ပါတို့ကိုဒီကျော်အခမ်းမျိုးသားကိုဒီကျော်ပါရစီဗျာ
မ
ရှင်လောင်းလေးကိုဒီလိုထားအဲ့လိုထားပြီးမှမင်းကိုကြီးဖွေတဲ့လူကလက်ထိတ်ကလေးနဲ့ခြေပြားထိတ်ကလေးနဲ့ကွင်း30နဲ့မှတမင်းမလုပ်တဲ့အရက်တွေကြတော့ဘိတ်တွေပြားဝဲလာတော့တောင်တဲ့ရေကွက်လိုက်လုံးတဲ့ဒေသတွေကြရှင်လောင်းလေးလက်ဖုတ်တစ်ပေါင်ထားမင်းကိုလက်တစ်မြောက်ဖတ်မြောက်ခုံသုံးပြည့်30တစ်ခုံကလွတ်အောင်လို့မင်းကိုကြည်ဒီလိုလုပ်ရပါလေနောက်လာနောက်သားသမီးတွေမှတ်မိအောင်လို့ပြောနေတာပါဟာဒီကမင်းကိုချီအရှင်ရောမင်္ဂလာကြီးအောင်လို့ဆိုတာကအောင်ချီမရကဆရာတော်ဘုရားပြပရိတ်လို့ဆိုတာကပရိတ်ချီအောင်ချီပရိတ်ချီမင်းကိုချီလို့စွတ်တဲ့အခါကြာရအကမပေါဆိုရကမကြည့်နဲ့ဒီတော့အဖိုးအဖွားလို့အတွက်ရိုးရအကွက်ဆိုတာမင်းသမီးလေးကတာကြည့်ရအောင်ဆန္ဒဘိတ်တိတ်စီအဖို့မပြောပါဘူးနန်းကြာညိုရောဆိုတာတစ်ပိုက်တော့ကြည့်ရအောင်ဗျာနော်ဘာမပြောပဲဒီလိုဖက်သွားပြီးတာသိတဲ့လူတွေသိကြပါတယ်မသိတဲ့လူတွေကြံသေးလို့ပြောရအောင်မယ်တစ်ဆယ်ချက်သိပြီးတဲ့ဗိတ်တွေကြီးရှင်လောင်းတွေသမင်းဖွင့်သွားတာပဲငါတော့မြင်လိုက်တာဘာမှမစကားမျိုးယူသွားတော့ဆက်တဲ့သိဘာဖြစ်လာလဲဆိုတာနားထောင်တာဒါလေးလက်ပိုက်တာရှေးထုံးစင်လာမြန်မာတို့ကလေးမဟာဝေကျမ်းွက်ဖြစ်သောဒုက္ခကအမေရိကန်မင်းကြီးငယ်စဉ်ကခမည်းတော်ကာကဝိလျာကျွေးတော်ထမင်းငယ်တို့ပထမပါဒမင်္ဂလာသမင်းမင်္ဂလာဖြစ်ပါစေမွေးတော်မွေးမျိုးအမှုကြီးငယ်ကောင်းကျိုးဆောင်ရွက်
ချိုအမျက်တို့မှာမွေးမိပါတို့အားဟောကြားပြတာစေနိုင်တတ်သောဒုတိယဗဒ္ဒသမီးမင်္ဂလာဖြစ်ပါစေဖယားသားတော်ရာဟုလာခဲ့သို့မက်ကင်ဓမ္မယုံကြီးကိုပွင့်လင်းစေနိုင်တတ်သောတတိယဗဒ္ဒသမီးမင်္ဂလာဖြစ်ပါစေလူကလူပါတို့ကတားလေးမင်္ဂလာသမီးတို့တလေးတစ်ပါးလေးစိုက်ကြဗျာအဲ့ဒီတလေးတစ်ပါးလေးစိုက်တဲ့ခါကျတော့ခါတိုင်းကျတော့ဘုံကြီးတန်းနဲ့ယိုးနေပြီးတော့ဘုံကြီးတန်းကကရမကြတော့ပါလက်ရင်တပီဒီဆိုတာလေးနဲ့ဟမ်ရိတ်ပြောင်ဖြစ်စီတဲ့သောကောင်းမြတ်မင်္ဂလာမြတ်အင်္ဂါသည်တိတ်ထညုဒီပါသေးသာတိတ်ထညုဒီပါသေးသောဘိသိက်ခံအောင်ဒီရတုတ္တပမင်္ဂလာမယုတ်ခင်ဘိသိက်ချရာမဟုတ်ဘူးအောင်ဒီရတုတ္တပမင်္ဂလာမယုတ်ခင်ဘိသိက်ဖလက်ချာခီးတဲ့နာနဲ့မြောက်တဲ့ဘိသိက်ပါသမသရာကလာသမရွတ်ခီးတဲ့နာနဲ့မြောက်တဲ့ဘိသိက်ပါတို့ရေးယူနဲ့ရရရည်တဲ့ဝေခယုတရားပြပြီယတနာထအိုင်ကာယဘုံရအိုင်သတာအိုင်အစရှိတဲ့အိုင်ကြီးခုနှစ်အိုင်ကရတဲ့ရေနဲ့မှဘိသိက်ကရှင်အောင်ခါရှင်မင်းများနဲ့အိုင်ကြီးခုနှစ်အိုင်ကရေနဲ့ဘိသိက်မြောက်အောင်ဒီမှာကျအိုင်ကြီးခုနှစ်အိုင်ရေမရှိတော့ဇရူဒီပါလက်ရတောင်ပြောဩဘာနမိတ်ထွန်းလက်ရရစ်တဲ့ငွေခရုရေပြုတ်လို့ဘိသိက်မြောက်လာတယ်ကန်တဲ့ကရှိတယ်ဇေဒုသဗ္ဗမင်္ဂလာဟရုံဟရိပတ္တဘေကဇံဘိဒကဟရိဟရိမာကိန္ဒရောအာကိန္ဒရောပြသန္တရောနဝသန္တရောဘေဒါလာဘာကြရဟာစိန္ဒာမုနိဘောဝမြတ်တော်မြတ်တော်ဒုတရအဒုလေကတံကျေတုံပန်တုခေမမကြယမင်္ဂလာသဗ္ဗမင်္ဂလာအလုံးစုံသောမင်္ဂလာတို့သည်
အောင်ဒီဖြစ်ကြပါစေကုန်သတည်းအောင်ဘုံတကုတည်သောပွားများကြသည်ဖြစ်ကြပါစေကုန်သတည်းအောင်ဟမရောဟမရီဘုံတော်အလိုနေရာကြီးမာတော်မူသောမြတ်စွာဘုရားဤကတွန်းတော်တို့၌ဝိကဟရိယတိဝိကကောင်းတော်ကိုစောင့်ရှောက်တော်မူသောနတ်တို့၎င်းမေမမကြရမင်္ဂလာအောင်ကြီးမင်္ဂလာသည်ကြတုံပန်တုအောင်ကြောင်းပြု၍အလုံးကြီးအောင်ကြပါစေအောင်ပါစေကုန်သတည်းရှင်မေကလေးလက်ရအောင်ပါလို့လက်ရှိတော်လေးကြွားကိုရင်လေးဝိတဲ့ခါကြတော့ချွေမျိုးတွေကဆွန်သားကြွားပါလို့ဘာတွေကဖိတ်အမေကြီးတွေကဖိတ်ကိုရင်ကိုပြက်ဟုတ်ခင်ကြတော့လက်အိမ်ဘာကလည်းမပြည့်ဆွေမျိုးတွေကလည်းမပြည့်ဘူးဘယ်ပြည့်နိုင်လို့ဆွန်သားပြင်ပြန်တော့လေအသားရမိတာကအောက်ကျော်တန်းထောင်အကျိုးမဆုံးမကပ်900လောင်းတော့လေဆွန်တက1000လောင်းတော့လေဆွန်တကကိုရင်လေးဝိတဲ့ခါကြတော့မမမကြမ်းဖြစ်ခြေပူဝါကစောင်းကောင်းအောင်ဝယ်ရပါတဲ့ကိုရင်လေးမိုးဆိုရင်ချုံးငါမထွက်လို့ချဲလို့စားရမှာဤဒါကြောင့်ရှင်မဲကန်လေးအလူခံမမဲတဲ့ခြေထောက်လေးစားအဲ့ခြေထောက်လေးမင်းနာမည်ကဘူးတဲ့ကျဲလီလူမျိုးစစ်မှရှင်လောင်းထိန်ရတယ်
မျိုးရေလူမျိုးထိုင်ကြတဲ့ကကြောင်ဆိုလို့မို့ဆိုလို့ရွယ်တော့
ညီမလေး